မင်္ဂလာပါရှင်ဒီနေ့မှာတော့ The Wise Believers ကနေပြုစုထားတဲ့လေးလာတွေ့ရှိချက်တွေကိုအခြေခံပြီးတော့တမန်တော်ဝတ္ထုအခန်းကြီးခွန်ကိုအတူတကွအသေးစိတ်ဆွေးနွေးကြည့်ကြရအောင်ဒီအခန်းကတော့တကယ်ကိုအရေးပါတဲ့အခန်းတစ်ခန်းမှာတီတီဖန်ရဲ့တန်ကိုးပါတဲ့တရားဟောချက်အကြောင်းပြီးတော့ခရိယန်တွေမှာပထမဆုံးအာဇာနည်အဖြစ်အသက်ပေးသွားတဲ့အကြောင်းပေါ့နော်အဲ့ဒီအကြောင်းကိုမှတ်တမ်းတင်ထားတာပါဆိုတော့သူကဘာသာရေးခေါင်းဆောင်နေဂျူဒီယာလွတ်တော်ရှေ့မှာဆွဆွဲခံရတယ်ပြီးတော့သူကသူခုခံကာကွယ်ရတဲ့အခြေအနေနဲ့စကြည့်ကြမယ်လေဟုတ်ကဲ့ဒီနေ့ဆွေးနွေးကြမှာကအထူးအဖြင့်တီတီဖန်ရဲ့ခိုးခန်းရှောက်လက်ချက်တွေကနည်းနည်းတဲ့အချက်တွေပေါ့ပြီးတော့ခေါင်းဆောင်တွေကိုရေရဲဝံဝံပစ်တင်ဆုံးပါခဲ့တာတွေနောက်ဆုံးသူရဲ့အာဇာနည်ခံယူခြင်းကနားနေတဲ့သင်ခန်းစာတွေပေါ့အဓိကစိတ်ဝင်စားဖို့ကောင်းတာကတီတီဖန်ကသူ့ကိုဆွဲချက်တင်ထားတဲ့အချက်တွေကိုတိုက်ရိုက်မဖြေရှင်းဘူးမဖြေရှင်းဘဲနဲ့တမိုင်းကြောင်းကိုဘာလို့အရင်ပြန်ပြောပြခဲ့တယ်လဲဆိုတာကိုယဉ်ကြည့်ကြတာပေါ့ဟုတ်ပါပြီအဲ့ဒါစိတ်ဝင်စားစရာပဲသူ့ပေါ်ဆွဲချက်တွေကအဓိကဘီမန်ဒိုနဲ့ပညတ်တရားကိုဆန့်ကျင်ပြောဆိုတယ်ဆိုတာတွေမဟုတ်လားဒါပေမဲ့ तू ကဟိုအာဗြဟံအကြောင်းကနေစပြောတယ်အဲ့ဒီလောက်အဝေးကစရတာလေသူ့ရဲ့ခုခံကားကွယ်မှုအတွက်ဒီအချက်ကဘလို့အရေးပါနေလို့လဲဒါကလေတတိဖန်ရဲ့ရှောက်လဲချက်မှာအင်မတန်ပါနာတဲ့အချက်ပဲသူကဖျားသခင်နဲ့အီတီရေယာလူမျိုးရဲ့ဆက်ဆံရေးဆိုတာသူတို့အခုအထွတ်အမြတ်ထားနေတဲ့ဘီမန်တော်တို့တင်နာယာတောင်မှပြီးခဲ့တဲ့ပြညတ်တော်တို့အဲ့ဒါတွေမတိုင်ခင်ကတည်းကစခဲ့တယ်ဆိုတာကိုပြချင်တာဖျားသခင်ကအာဗြဟံကိုကတိထားရပြည်တော်ထဲမှာပထမဆုံးခေါ်ခဲ့တာမဟုတ်ဘူးလေဟိုမက်ဆိုပိုတေးမီးယားပြည်မှာတည်းကကိုထင်ရှားပြခဲ့တာဆိုတော့အဲ့ဒီချက်ကဘာကိုပြလဲဆိုရင်ဖျားသခင်ရဲ့တီးရှိခြင်းနဲ့လှုပ်ဆောင်မှုဆိုတာသူတို့တတ်မှတ်ထားတဲ့ဟိုမြင့်မြတ်တဲ့နေရာတစ်ခုတည်းမှာကန့်တတ်ထားလို့မရဘူးဆိုတာကိုအလေးနဲ့ပြတာပဲဒါကဘီမန်နိုကိုအဓိကထားပြီးကိုးကွယ်နေတဲ့ဂျူးခေါင်းဆောင်တွေရဲ့အယူဆကိုတော်တော်လေးအခြေခံကြကြဆင့်ခေါ်လိုက်တာပဲဆိုလိုတာကဖျားသခင်ကအစောဦးတွေထက်လူတွေသူတို့ရဲ့ယုံကြည်ခြင်းကိုပိုအလေးထားတယ်ဆိုတာကိုတမိုင်းအစမှာကတည်းကပြနေတယ်ဆိုတဲ့သဘောပေါ့နော်ဟုတ်ပါတယ်မှန်ပါတယ်ပြီးတော့သူကယောသတ်နဲ့မောရှေအကြောင်းကိုဆက်ပြောတယ်လေအဲ့ဒီပိုင်းမှာလေထူးခြားတဲ့ပုံစံတကူတွေ့ရပြန်ရောယောသတ်ဆိုလေသူ့ကိုရင်းတွေကညင်းပေတယ်ရောင်းစားခဲ့တယ်ဒါပေမဲ့ဖျားသခင်ကသူ့ကိုအီဂျစ်ပြည်မှာအုပ်စိုးသူဖြစ်စေပြီးတော့အစ္စရေးလူမျိုးကိုကယ်တင်ဖို့တုံးခဲ့တယ်မောရှေလည်းအဲ့လိုပဲသူလူမျိုးကအစပိုင်းမှာသူ့ကိုညင်းပေခဲ့ပြီးမယ်နောက်ဆုံးတော့သူကပဲသူတို့ကိုအီဂျစ်ပြည်ကနေကယ်ထုတ်ခဲ့ရတယ်တရေဖန်တီတမိုင်းတွေကိုတိုက်ဆိုင်မှုသဘောမျိုးပြောနေတာလားဒါမှမဟုတ်တမင်ရွေးပြောနေတာလားအတိအကျပဲတမင်ရွေးပြောနေတာပါတတေဖန်ကအေတရီလက်တမိုင်းတရှောင်းလုံးပါလေဖျားသခင်ရွေးကောက်ခံအပ်ပြီးဆေးလွတ်လိုက်တဲ့ခေါင်းဆောင်တွေကယ်တင်ရှင်တွေကိုလူတွေကဘလို့ငင်းပယ်ခဲ့ကြတယ်ဘလို့ဆန့်ကျင်ခဲ့ကြတယ်ဆိုတော့အဲ့ဒီတမိုင်းရဲ့ပုံစံပတ်တန်တစ်ခုကိုလိမ္မာပါနဲ့စွာနဲ့ပုံဖော်ပြနေတာယောဇက်ကိုငင်းခဲ့ကြတယ်မောရှေကိုငင်းခဲ့ကြတယ်အဲ့ဒီပုံစံကိုထောက်ပြပြီးတော့အခုတရားလွတ်တော်ရှေ့မှာရှိနေတဲ့ခေါင်းဆောင်တွေကိုခမည်းတော်လည်းအခုဒီပုံစံတိုင်းပဲလွတ်နေကြတာဗျာလို့တွဲဝိုက်ပြီးပြောနေတယ်လို့ပဲသူတို့ယေရှုကိုညင်းပယ်ပြီးကားတိုင်းတင်တတ်ခဲ့တာဟာသူတို့ဘိုးဘေးတွေအမားကိုပဲဆက်ပြီးကျူးလွန်နေတာဖြစ်တယ်ဆိုတော့ကိုမိမောင်းထိုးပြနေတာပေါ့ဒါကသူ့ရဲ့ခုခံရှောက်လေချက်တတ်မဟုတ်တော့တစ်ဖက်ကိုဆွဲချက်ပြန်တယ်ကိုအစားပြိုးနေတာလို့တော့ပြောလို့ရတယ်အဲ့တော့တမိုင်းကိုပြန်ပြောပြနေတာကသူ့ကိုယ်သူကောက်ွယ်တာတပိုင်းပြီးတော့သူတို့ကိုပြန်လဲဆွဲချက်တင်ဖို့အတွက်အချက်လက်တွေစုစည်းတင်ပြနေတာလို့ဖြစ်နေတာပေါ့နော်သူတို့ရဲ့ကိုယ်ပိုင်တမိုင်းကိုပဲတက်တည်ဖြစ်ပြန်သုံးလိုက်တာပဲဟုတ်ပါတယ်အလိကအချက်ကဖျားတကန်အလေးထားတာကဟိုဘီမန်ဒေါ်လောအပြင်ပအဆောက်ဦးတွေပညာတရားရဲ့စာသားတွေမဟုတ်ဘူးနှလုံးသားရဲ့နာခံမှုနဲ့ယုံကြည်ခြင်းဖြစ်တယ်ဆိုတာကိုသူကတမိုင်းနဲ့တက်တည်ထူနေတာသူတို့ကသူ့ကိုဘေးမန်တော်နဲ့ပညာတရားကိုပြင်မာတယ်လို့ဆွဆွဲနေတဲ့အချိန်မှာတတေဖန်ကဖျားတခင်အလုံးလုံးပုံဟာလူတွေစောက်တဲ့အဆောက်အဦတွေလူတွေရဲ့အဆင့်လာတဲ့ထက်အများကြီးပိုကျေပြန့်တယ်ပိုနဲ့နဲ့တယ်ဆိုတာကိုပြန်ထောက်ပြနေရပါဒီနေရာကနေစပြီးတော့ချင်းတွေကတကယ်ကိုပြောင်းသွားပြီနော်တမိုင်းကျောင်းကိုတင်ပြပြီးတဲ့နောက်မှာတီတီဖန်သူ့ရဲ့လေတံကိုပြောင်းလိုက်တယ်ရှေ့မှာရှိနေတဲ့တရားလွတ်တော်ဖွဲ့ဝင်ကြီးကိုတိုင်းရက်ကိုထိတ်တဲ့ရင်စင်ပြောတာသူသုံးလိုက်တဲ့စကားလုံးတွေကလည်းရမ်းပြင်းထန်တယ်လေခေါင်းမာတော့သူတို့တင်းတို့၏ဟလုံးလွားနဲ့နားတို့သည်အည်ဖုံးလက်ရှိတင်းတို့သည်တန်ရှင်းသောဝိညာဉ်တို့ကိုအစစ်မပြဆန့်ကျင်ဘက်ပြုကြသည်ဖြစ်၍တင်းတို့၏ဘိုးဘေးများကဲ့သို့ပင်တင်းတို့သည်ပြုကြသည်တကားဆိုပြီးတော့လေဒါခုခံကာကွယ်နေရာကနေတရားလို့ပြန်ဖြစ်သွားတယ်လို့ပဲဒီလောက်ပြင်းထန်တဲ့စကားလုံးတွေတုံးကိုဆုံးဖြတ်လိုက်တဲ့အခါ तू ဘလို့အကျိုးဆက်တွေဖြစ်လာနိုင်မလဲဆိုတာမသိပဲနေပါမလားဒါ
သူ့ချောင်းလက်ချက်ရဲ့အထွတ်အထိပ်အားပြင်းဆုံးအပိုင်းပဲလို့ပြောရမယ်တမိုင်းတင်ခန်းစားတွေကိုယူပြီးတော့လက်ရှိသူတို့ရဲ့လောက်ရက်တင်နဲ့တိုက်ရိုက်ချိဆက်ပြလိုက်တာသူကဒီကောင်းဆောင်တွေကိုပြောနေတာခမည်းတော်ဘိုးဘေးတွေကပရောဖက်တွေကိုညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ပဲခမည်းတော်ကိုယ်တိုင်လည်းတန်ရှင်တော်ဝိညာဉ်တော်ကိုစန့်ကျင်နေကြတာပဲလို့ဆွဆွဲလိုက်တာပိုဆိုးတာကသူတို့ဘိုးဘေးတွေကပရောဖက်တွေကိုတတ်ခဲ့ကြတယ်သူတို့ကတော့ prophet တွေကြိုတင်ဟောပြောခဲ့တဲ့ဖြောင်းမတော်သူ the righteous one ပေါ့ဆိုလိုတာကမေရှိယသခင်ယေရှုကိုတစ္ဆာဖောက်ပြီးတတ်ခဲ့ကြတယ်ဆိုပြီးပြက်ပြက်သားသားဆွဆွဲလိုက်တာပဲပြီးတော့သူတို့ဟာဖျားသခင်ရဲ့ပင်ညက်တရားကိုကောင်းကင်တမန်တွေကနေတဆင်လက်ခံရရှိခဲ့ပေမဲ့တကယ်တော့မှလိုက်နာမဆောင်ထင်းခဲ့ကြဘူးလို့လည်းအပြစ်တင်လိုက်သေးတယ်သူတို့ရဲ့ဘာသာရေးဂုဏ်သိက္ခာကိုတိုက်ရိုက်ထိဖလိုက်တာပဲဟုတ်ပါသူတို့အလင်းမြတ်ထားတဲ့တမိုင်းဒီပညာတရားဒီပြောဖက်ဒီအားလုံးကိုကိုးကားပြီးမှအဆုံးမှာသူတို့ကိုယ်တိုင်ကအဲ့ဒီရအောင်ကိုစန့်ကျင်နေကြသူတွေဖြစ်တယ်လို့ဆွဆွဲလိုက်တာကတော့တော်တော်ကိုရဲရင်ပြီးထိရောက်တဲ့နီလန်းပဲဒါပေမဲ့ဒီလိုလောက်လိုက်တာကသူတို့ရဲ့ဒေါသကိုအမြင့်ဆုံးအထိဆွဲဖော်ပြလိုက်တယ်လို့ဖြစ်သွားမှာတော့သိကြတယ်နော်သူရဲ့ရည်ရွယ်ချက်ကသူတို့ကိုနောင်တရစီခြင်းလို့လားဒါမှမဟုတ်အမှန်တရားကိုတက်တဲ့ခံခြင်းလို့တက်သက်ပဲလားထင်နိုင်တာကတော့နှစ်ခုလုံးပါဝင်နိုင်ပါတယ်နောင်တရဖို့အခွင့်အရေးပေးချင်တာလည်းဖြစ်နိုင်တယ်။ဒါပေမဲ့အဓိကကတော့အသက်ကိုပဓာနာမထားတော့ပဲနဲ့ယေရှုခရစ်တော်နဲ့ပတ်သက်တဲ့အမှန်တရားကိုရဲရဲဝံ့ဝံ့သက်သေခံဖို့ပဲဖြစ်ပါလိမ့်မယ်။သူရဲ့စကားတွေကသူတို့ရဲ့အပြစ်ကိုထောက်ပြနေတဲ့မန်တစ်ချက်လိုဖြစ်သွားတာပေါ့။ဆိုတော့တတိဖန်ရဲ့ဒီလိုတိုက်ရိုက်ပြစ်တင်ဆုံးမခြင်းကသူတို့ရဲ့ဘာသာရေးအစွဲအလားနဲ့ကိုဖြောင်းမှတ်တယ်လို့ထင်နေတဲ့စိတ်တွေကိုပြင်းပြင်းထန်ထန်ဆင်ခေါ်လိုက်တာပဲ။သူတို့ရဲ့တုံ့ပြန်မှုကလည်းတောက်သက်သေပြနေတယ်လေဟုတ်ပါတယ်ကျန်းစာမှာမှတ်တမ်းတင်ထားတဲ့အတိုင်းသူတို့ရဲ့တုံ့ပြန်မှုကချက်ချင်းဆိုသလိုပဲဒေါသပေါက်ကွဲမှုပဲသူစကားကိုကြားတဲ့အခါမှာစိတ်နှလုံးခွဲပြက်မတဲ့ဒေါသထွက်ပြီးတွားကြိတ်ကြတယ်လို့ဆိုထားတယ်လေတင်းမာမှုကအမြင့်ဆုံးရောက်နေတဲ့အချိန်မှာပဲအန်အောစရာအလဲ့ပြောင်းတစ်ခုဖြစ်လာပြန်တယ်တစ်တီဖန်ကတန့်ရှင်းသောဝိညာဉ်တော်နဲ့ပြေဝပြီးကောင်းကင်ကိုမော့ကြည့်လိုက်တယ်အဲ့ဒီခါကောင်းကင်ပွင့်လက်ဘုရားသခင်ရဲ့ဘုန်းတော်နဲ့ယေရှုကိုဘုရားသခင်ရဲ့လက်ရတော်ဘက်မှာရက်နေတာကိုမြင်တွေ့လိုက်ရတဲ့ယေရှုကိုလက်ရတော်ဘက်မှာရက်နေတာမြင်ရတယ်ဆိုတာဘာကြောင့်ဒီလောက်အရေးကြီးတာလဲတခြားနေရာတွေမှာထိုင်နေတယ်လို့ပြောတာများတယ်မို့ဗလားနေရာတော်များများမှာယေရှုကိုကောင်းကင်ဘုံမှာခမည်းတော်ရဲ့လက်ရဘက်မှာထိုင်နေတယ်လို့ဖော်ပြလိရှိတယ်အလိုပြမြောက်သွားပြီးအနာယူနေတဲ့သဘောအုပ်ဆူးနေတဲ့သဘောပေါ့ဒါပေမဲ့ဒီနေရာမှာရက်နေတယ်လို့သုံးတာတယ်ဒါကဘာကိုဆိုလို့နိုင်မလဲအတိတ်ပဲဖွင့်ဆိုချက်တွေအမျိုးမျိုးရှိနိုင်ပါတယ်တစ်ချက်ကတော့တတိဖန်ရဲ့တက်တဲ့ဖြစ်ရက်တီပေးနေတာဖြစ်နိုင်တယ်မိကြီးဘောကတရားခွင်မှာတတိဖန်ကယေရှုအတွက်တက်တဲ့ခံနေတယ်လို့ကောင်းကင်ဘုံကနေယေရှုကတက်တဲ့ဖြစ်ရက်တီပေးနေတာမျိုးပေါ့နောက်ဖြစ်နိုင်ချေတစ်ခုကတရားခွင်မှာသူ့ဘက်ကနေကာကွယ်ပေးမယ်ရှင်းနေ advocate အဖြစ်ရက်နေတာမျိုးဒါမှမဟုတ်လည်းကောင်းကင်ဘုံကိုရောက်လာတော့မယ်သူရဲ့ပထမဆုံးအာဇာနည်ကိုကြိုဆိုဖို့အသင့်အနေထားနဲ့စောင့်ကြိုနေတဲ့ပုံစံမျိုးလည်းဖြစ်နိုင်တယ်ဘလို့ပဲအတိပဲဖွင့်ဒါမြေကြီးဘောကပြင်းထန်တဲ့ညင်းပယ်မှုတွေရန်လိုမှုတွေကြားနိုင်မှာတေတေဖန်ရရှိလိုက်တဲ့ကောင်းကင်ဘုံရဲ့အတိမတ်ပြုမှုအားပေးမှုထောက်ခံမှုပဲဖြစ်တယ်မြေကြီးတရားစီရင်မှုမှာသူရှုံးနေနိုင်မယ်ကောင်းကင်ဘုံကသူ့ကိုအတိမတ်ပြုနေတယ်ဆိုတာပြနေတာဒါပေမဲ့ဝမ်းနဲ့စရာပဲနော်ဒီကောင်းကင်ဘုံရဲ့အားပေးမှုဖြစ်တဲ့ယူပယုံကပဲခေါင်းဆောင်ရဲ့တောတာမီကိုပို့ပြီးတုတ်လောင်စေတာသူကကြည်ပါကောင်းကင်ပွင့်လေလူသားဒီဘုရားသခင်ရဲ့လက်ရတော်ဘတ်နိုင်ရက်နေသူကိုငါမြင်အိတ်လို့ချွေးကြော်လိုက်တာနဲ့သူတို့နားတွေကိုပိတ်ချဲလောင်းဟုတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဂျူးခေါင်းဆောင်တွေရဲ့အမြင်မှာလူတစ်ယောက်ကဘုရားသခင်ရဲ့လက်ရဘတ်မှာရက်နေတယ်လို့ပြောဆိုခြင်းဟာအဲ့ဒီလူကိုဘုရားသခင်နဲ့တန်းတူထားရရောက်တယ်။ဒါဟာသူတို့အဆူရဆုံးဘုရားသခင်ကိုစော်ကားခြင်း blasphemy လို့ယူဆလို့ပဲ။ယေရှုကိုသူတို့ကားတိုင်းတင်ခဲ့တာလေအဓိကဒီကြောင်းကြောင့်ပဲလေအခုတရေဖန်ကအဲ့ဒီယေရှုကိုကောင်းကင်မှာဖျားသခင်ရဲ့လက်ရဘက်မှာရက်နေတာမြင်နေလို့ပြောလိုက်တော့သူတို့ရဲ့လုရမာယွင်းချောင်းကိုကောင်းကင်ဘုံကတတ်တည်ခင်လိုက်တယ်လို့ဖြစ်သွားပြီးသူတို့ရဲ့ဒေါသကိုထိမ့်မနိုင်သိမ့်မရဖြစ်သွားစေခဲ့တယ်ဒါကြောင့်ပဲတရားစီရင်မှုလုံထုံလုံနေတွေကိုတောင်ကြွမဆိုင်တော့ပဲသူကိုတေရန်ပေးဖို့လှောက်ဆောင်ခဲ့ကြတော့တာသူတို့ကတသိဖန်ကိုမြို့ပြန်ကိုဆွဲထုံးထွားပြီးခဲနဲ့ဝိုင်းပေါက်တကြတယ်ပေါ့အဲ့လိုရက်ဆက်စွာအသက်ခံရတဲ့အချိန်မှာတော့သူ့ရဲ့နောက်ဆုံးစကားတွေကတကယ်ကိုမသားစရာအံ့ဩစရာပဲပထမဆုံးသူကဒူးထောက်ပြီးသခင်ယေရှုအကျွန်ုပ်ဝိညာဉ်ကိုလက်ခံတော်မူပါလို့ဆုတောင်းတယ်ပြီးတော့
ကျဲတဲ့အတန်နဲ့ကြွေးကြော်ပြီးအိုးသခင်ဤအဖြစ်ကိုသူတို့၌မှတ်တော်မူပါနဲ့ဆိုပြီးသူ့ကိုတတ်နေတဲ့သူတွေအတွက်ခွင့်လွှတ်ဖို့ဆူတောင်းပေးခဲ့တယ်နော်အဲ့နောက်မှအိပ်ပျော်သွားတယ်ဆိုလိုတာကတေဆုံးသွားတယ်ပေါ့ဒါကလောကကတိုင်းပေါ်မှာသခင်ယေရှုပြောခဲ့တဲ့ခွင့်လွှတ်ခြင်းစကားတွေကိုပြန်ပေးတင်ထပ်နေတယ်လို့ပဲ ဟုတ်ပါတယ်ဒါခရစ်တော်ရဲ့တွင်တင်ချက်တွေအထူးသဖြင့်ယန်တူကိုမေတ္တာထားပါကိုညင်းဆဲတဲ့သူတွေတဲ့ဆူတောင်းပေးပါဆိုတဲ့အဲ့ဒီအဆုံးအမတွေကသူ့နောင်နိုင်တယောက်ရဲ့အသက်တာထဲမှာဘလောက်တောင်နက်နက်ရှိုင်းရှိုင်းအမြင့်တွယ်နိုင်တယ်လဲဆိုတာကိုပြနေတဲ့အစွမ်းထက်တဲ့တတိခန့်ချက်ပဲတတိဖန်ကသူတဲလူမျိုးပါဝေဒနာခံစားနေတဲ့အချိန်သူ့ကိုတတ်နေတဲ့သူတွေအတွက်ခွင့်လွှတ်ခြင်းတရားကိုလက်တွေ့ကျင့်သုံးပြသွားခဲ့တယ်ဒါကတကယ်တော့လူစွမ်းအားထက်တဲ့နဲ့မဖြစ်နိုင်တဲ့အရာပါယုံကြည်ခြင်းနဲ့နေလာတဲ့ဘုရားသခင်ရဲ့တန်ခိုးတော်ကြောင့်တာဖြစ်နိုင်တာတေခြင်းတရားကိုရင်ဆိုင်ရခြင်းမှာတော့ဒီလိုငြိမ်သက်ခြင်းနဲ့ခွင့်လွှတ်ခြင်းရှိနိုင်တယ်ဆိုတာကယုံကြည်ခြင်းရဲ့တန်ခိုးကိုတကယ်မိမောင်းထူးပြနေပါတယ် ပြီးတော့ဒီအခန်းရဲ့အဆုံးနားမှာတိတ်ငယ်ပေမဲ့နောက်ပိုင်းမှာအလွန်အရေးပါလာမယ်အသေးစိတ်အချက်လေးတစ်ခုကိုမှတ်တမ်းတင်ထားတာတတိပြမိကြမှာပါရှောလူဆိုတဲ့လူငယ်လေးတယောက်ကခဲနဲ့ပေါက်တဲ့သူတွေရဲ့အဝတ်တွေကိုစောက်ကြည့်ပေးနေခဲ့တယ်ဆိုတာလေ ဟုတ်ကဲ့ဒီနေရာမှာနောက်ပိုင်းတမန်တော်ကြီးပေါလုဖြစ်လာမယ်ရှောလူရဲ့နာမည်ကိုပထမဆုံးအကြိမ်ကျမ်းစာထဲမှာတွေ့ရတာပဲသူဟာတတိဖန်ကိုထပ်ဖြတ်တဲ့ကိစ္စမှာတဘောတူညီသူအဖြစ်ပေါဝင်နေခဲ့တဲ့ဆိုပြီးနောက်ခန်းအစမှာလည်းအတိပြုထားတယ်လေဒါကအနာဂတ်မှာအသင်းတော်တမိုင်းအတွက်အကြီးမားဆုံးသောအံ့ဩဝါပြောင်းလဲမှုကြီးတစ်ခုဖြစ်လာဖို့အတွက်မျိုးစေ့ချလိုက်တာနဲ့တူတယ်တတိဖန်ရဲ့သေဆုံးခြင်းကလူတစ်ယောက်ရဲ့အသက်တာအဆုံးသတ်ခြင်းဖြစ်ပေမဲ့ဖျားသခင်ရဲ့အစီအစဉ်ထဲမှာတော့အသင်းတော်တိုးတက်ပြောင်းပွားရေးအတွက်ရေးပါတဲ့အခမ်းအနားတစ်ခုရဲ့အစလည်းဖြစ်ခဲ့တယ်လို့ဆိုအောင်ပါပေါ့ ဒီတော့တတေးဖန်ရဲ့အတ္တတာသူ့ရဲ့တရားဟောချက်နဲ့အသေးခံခြင်းကနေကျွန်တော်တို့ဘာသင်ခန်းစာတွေအဓိကရယူနိုင်မလဲအခုဆွေးနွေးခဲ့တဲ့အချက်အလက်ကြီးကအဓိကစင်ကျင်စရာတချို့ကိုဖော်ပြနေတယ်နော်ပထမဆုံးကတော့တတေးဖန်ရဲ့မယုံနိုင်ရတတ်တိပဲကိုအသက်ကိုဆုံးရှုံးရနိုင်မှန်တီတီကြီးနဲ့အမှန်တရားကိုရဲရဲဝံ့ဝံ့ကြွေးကြော်ခဲ့တဲ့တတ်တိဒီလိုတတ်တိမျိုးကဘယ်ကနေလာတာလဲ ဟုတ်ကဲ့သူ့ရဲ့တတိကသူ့ရဲ့ယုံကြည်ခြင်းပြီးတော့တန်ချန်တော်ဝိညာဉ်တော်နဲ့ပြေဝခြင်းနောက်ပြီးကောင်းကင်ဘုံရဲ့အစက်အမှန်ကိုမြင်တွေ့ခဲ့ရခြင်းနဲ့လာတာလို့ဆိုရမှာပဲကြောက်ရွံ့ခြင်းကိုကြော်လွန်ပြီးသခင်ယေရှုအပေါ်မှာအခိုင်အမာယက်တည်နိုင်ခဲ့တယ်ဒါကကိုယ့်ရဲ့ယုံကြည်ခြင်းအပေါ်ဘလို့ခိုင်မာမှုရှိတယ်လဲဆိုတာကိုပြန်ဆန်းစစ်စေတဲ့အချက်တစ်ခုပေါ့ဒုတိယသင်ခန်းစာကတော့ခရစ်တော်နဲ့တူတဲ့ခွင့်လွှတ်ခြင်းစိတ်တဘောထားပဲဒါကစိတ်ကူးရင် theory မဟုတ်ဘူးဆိုတာတရေဖန်ကပြသွားတယ်သူ့ကိုခဲနဲ့ပေါက်တက်နေတဲ့လူတွေအတွက်သူတို့ရဲ့အပြစ်ကိုမမတ်ပါနဲ့လို့နောက်ဆုံးအချိန်မှာဆူတောင်းပေးခဲ့တယ်။ဒါဟာယုံကြည်ခြင်းကလူတစ်ယောက်ရဲ့အကျင့်စာရိတ္တနဲ့တွန့်ပြန်ပုံကိုဘလို့တော့အောင်ဝယ်ရပြောင်းလဲပေးနိုင်တယ်လေ။အထူးသဖြင့်အပြင်းထန်ဆုံးဖိအားပေးမှုအောက်မှာဘလို့ပေါ်လွင်ထင်ရှားလာတယ်လဲဆိုတာကိုပြနေပါတယ် တောက်တရားအချက်ကကောင်းကင်ဘုံယူပါယုံရဲ့အရေးပါမှုပဲနော်သူအပြင်းထန်ဆုံးဆင်းရဲဒုက္ခကိုခံစားနေရတဲ့အချိန်လူတွေကသူ့ကိုညှင်းပဲပြီးတက်ဖြစ်နေတဲ့အချိန်မှာကောင်းကင်ကပွင့်ပြီးဖျားသခင်ရဲ့ဘုန်းတော်နဲ့သူ့အတွက်ယက်တည်ပေးနေတဲ့သခင်ယေရှုကိုမြင်တွေ့ခွင့်ရခဲ့လေဒါကဆင်းရဲဒုက္ခတွေကြားထဲမှာတောင်ဖျားသခင်ရဲ့နှစ်သိမ့်မှုမျက်မှောက်ဖြူမှုနဲ့မျှော်လင့်ချက်တွေရှိနေတယ်ဆိုတာကိုညွှန်ပြနေတယ်။ယုံကြည်ခြင်းကြောင့်ဆင်းရဲဒုက္ခခံရတာကိုဖျားသခင်မသိဂရုမစိုက်ကမဟုတ်ပဲအတိအမှတ်ဖြူတွေအောက်ပေးထုံမာတယ်ဆိုတဲ့အရှိစရာသတင်းစကားပဲနော် ဟုတ်ကဲ့ဘိုးကျေပြန်အတင်းတော်တမိုင်းရှူတောင်းနေကြည့်ရင်လေတရေဖိုင်ရဲ့တရားဟောချက်နဲ့အာဇာနီယဖြစ်အသေးခံခြင်းဟာအစောပိုင်းအတင်းတော်တို့အလွန်ရေးပါလေအလဲပြောင်းတူဖြစ်ခဲ့တယ်သူ့ရဲ့တေဆုံးမှုကြောင့်ယေရုရှလင်မှာကြီးမားတဲ့ညွန့်ပတ်နေဆက်မှုတွေစတင်ဖြစ်ပွားလာခဲ့တယ်အဲ့ခါယုံကြည်သူတွေဟာယေရုရှလင်ကနဲ့ယူဒာပြည်နဲ့ရှမာရိပြည်အရရရောက်ခွပြန်ချေထောက်ခဲ့ကြတယ် ဒုက္ခရောက်လို့ပြေးကြရတာပေါ့ ဟုတ်တယ်ဒါပေမဲ့အန်အော်ဆီယတ်ကောင်းတာကဒီလိုပြန်ချေတွန်းချင်းကနေတဆင့်ပဲဧဝံဂေလိတရားဟာယေရုရှလင်မြို့ရိုးကိုကြော်ပြီးတော့အနေနဲ့အရရက်ကိုပြန့်နှံ့သွားဖို့အကြောင်းဖန်ခဲ့တယ်ဆိုလိုတာကဧဝံဂေလိတရားဖြန့်ပွားခြင်းဆိုတာတတ်ထွန်တတ်တာအခြေအနေတွေကနေချီးပဲမဟုတ်ဘူးမကြာခဏဆိုသလိုဆန့်ကျင်မှုတွေနှိမ့်ဆက်ညင်ပန်းမှုတွေကနေတဆင့်ဖြစ်ပေါ်လာတတ်တယ်ဆိုတော့တမိုင်းကတက်တည်ပြနေတယ်တတိဖန်ကတော့တေးသည့်တိုင်အောင်သစ္စာဆောင်တည်ခြင်းရဲ့အစိုးဆုံးနဲ့အထင်ရှားဆုံးစံနမူနာကောင်းဖြစ်ခဲ့တာပေါ့ရှေးအသင်းတော်ဖခင်ကြီးတာဒူလီယန်ပြောခဲ့သလိုအာဇာနီတို့၏အသွေးသည်အသင်းတော်၏မျိုးစေ့ဖြစ်သည်ဆိုတဲ့စကားကတတိဖန်ရဲ့အထစ်ပြေကနေစတင်ခဲ့တယ်လို့တော့ဆိုနိုင်ပါတယ်ခင်ဗျာ တကယ်ပဲနည်းနည်းပြီးစဉ်းစားစရာတွေအများကြီးပါပဲတရေဖန်ရဲ့ရေးစွမ်းတတိသူ့ရဲ့တမိုင်းကိုအပြုံပြီးတင်ပြသွားတဲ့ပါဏတ်မှုသူ့ရဲ့ခွင့်လွန်နိုင်စွမ်းပြီးတော့နောက်ဆုံးမှရရှိခဲ့တဲ့ကောင်းကင်ဘုံရဲ့ထောက်ခံမှုတွေကယုံကြည်သူတိုင်းအတွက်တကယ်ကိုအတူယူစရာအားရှိစရာတွေပါပဲ ဟုတ်ပါတယ်
သူ့ရဲ့ဇလန်းကယုံကြည်ခြင်းဆိုတာစကားပြောခန်းထဲမှာပဲထားရမယ့်အရာမဟုတ်ပဲလက်တွေ့ဘဝမှာအထူးသဖြင့်အခက်ခဲတွေစန့်ကျင်မှုတွေနဲ့ရင်ဆိုင်ရတဲ့အချိန်မှာအသက်နဲ့သက်သေပြရမယ့်အရာဖြစ်တယ်ဆိုတာကိုအမြဲတတိပေးနေသလိုပါပဲ ကောင်းပါပြီဒီနေ့မှာတော့ The Wise Believers ကနေရရှိတဲ့ထိုးထွင်းတည်မြဲမှုတွေကိုအသုံးပြုပြီးတော့တမန်တော်ဝတ္ထုအခန်းကြီးခွန်တဲ့ကတရေဖာနဲ့တန်ကိုပါတဲ့နောက်ဆုံးအချင်းတွေကိုအတူတကွခရီးနဲ့လေ့လာခဲ့ကြပြီးဖြစ်ပါတယ်သူရဲ့ Etiela Smile ကိုပြန်လည်သုံးသပ်တင်ပြပုံကနေရဲရဲနဲ့ထိတ်တဲ့ရင်ဆိုင်ပစ်တင်ဆုံးမမှုနောက်ဆုံးမှအန်အောဖွယ်ခွင့်လွှတ်ခြင်းနဲ့ကောင်းခင်ယူပါယုံအထီအားလုံးကိုဆွေးနွေးခဲ့ကြပါတယ် ထိုင်နေတာမဟုတ်ဘူးတက်ကြွတဲ့အနေထားနဲ့ရက်နေတာဒီပုံရိပ်ကဒီနေ့ခေတ်ယုံကြည်သူတွေအတွက်ဘလို့အတိတ်ပဲရှိနိုင်မလဲကိုကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေနာကျင်မှုတွေဆင်းရဲဒုက္ခတွေကြားတယ်မှာကိုယ့်အတွက်ကောင်းကင်ဘုံမှာတက်တက်ကြွကြွကြာဝင်ကူညီပေးနေတဲ့ကိုယ့်ဘက်ကတက်တေခါအထက်ရက်တီပေးနေတဲ့ကိုယ့်ကိုကြိုးဆိုဖို့အသင့်ရှိနေတဲ့တခင်တစ်ပါးရှိနေတယ်ဆိုတဲ့အတိတ်တရားနဲ့အသက်ရှင်နေထိုင်ခြင်းကကိုယ့်ရဲ့နေ့စဉ်အတ္တတာကိုဘလို့များပြောင်းလဲစေနိုင်မလဲကိုယ့်ရဲ့အကြီးမားဆုံးအခက်အခဲတွေထဲမှာတယောက်တည်းမဟုတ်ဘူးကောင်းကင်ဘုံကကိုယ့်ကိုအားပေးထောက်မှနေတယ်ဆိုတဲ့အတိတ်ကဘလောက်တောင်အားရင်ဒီထစ်စေနိုင်မလဲဒါတွေကတော့ဆက်ပြီးတွေးတော့ဆင်ခြင်ဖို့ကောင်းတဲ့အချက်တစ်ချက်ပါပဲခင်ဗျာ ဟုတ်ကဲ့ပါနောက်ထပ်စိတ်ဝင်စားစရာဆွေးနွေးမှုတစ်ခုမှပြန်လည်ဆုံတွေ့ကြပါစို့ရှင်